စဉ်တတိယပိုင်းတော့ကျွန်တော်တို့ကမလုပ်တဲ့ပိုင်းနဲ့တီးဖြတ်တဲ့ပိုင်းရောက်ပါပြီ post production editing ပိုင်းကိုရောက်သွားပြီကျွန်တော်တို့ရိုက်လိုက်တဲ့ဗီဒီယိုကိုကျွန်တော်တို့ကပြုပြင်ပြီးတော့ဒါအချောတက်တဲ့အပိုင်းเนาะအဲ့လိုအချောတက်ဖို့ဆိုရင်ကျွန်တော်တို့ဒါ video editing software တစ်ခုကိုရွေးချယ်ရမယ်အခုမှစတင်လုပ်မဲ့လူတွေဆိုတော့ပုံမှန်ဆိုရင် CapCut ရှိမယ် InShot ရှိမယ်iOS ဖုန်းတွေဆိုတော့ iMovie ရှိမယ်ဒါကတော့ smartphone မှာ desktop နဲ့ edit လုပ်တဲ့လူတွေဆိုတော့ DaVinci Resolve ရှိမယ် Adobe Premiere Pro ရှိမယ်နောက် MacBook မှာဆိုရင် Final Cut Pro ဒီလို software တွေရွေးချယ်မယ် Acidia software ရွေးချယ်တာပြီးရင်နောက်တစ်ဆင့်ကကျွန်တော်တို့ edit လုပ်edit လုပ်မယ်ဆိုရင်တော့အခြေခံအပိုင်းတွေရှိတယ်ပထမအပိုင်းကတော့ import လုပ်တာကို edit လုပ်ချင်တဲ့ video ကိုဒါ software တွေကို import လုပ်လိုက်ထည့်သွင်းလိုက်တယ်နော်ဒါကိုထည့်သွင်းနေနောက်ပြီးနောက်တစ်ခုကကိုထည့်သွင်းလိုက်တဲ့ software တွေကိုထည့်သွင်းလိုက်တဲ့ video ကိုကျွန်တော်တို့မလိုတဲ့အပိုင်းဖြတ်တောက်တာပါဒါလုပ်တာတော့ cut လုပ်တယ်ဒါမှမဟုတ် trim လုပ်တယ်လို့ခေါ်တယ် cut and trim လုပ်တယ်လို့ခေါ်တယ်နောက်ပြီးကျွန်တော်တို့ cut ပြီးသွားပြီဆိုလိုတဲ့အပိုင်းတွေကိုကျွန်တော်တို့ကဒီနားမှာပါတွေရှိတဲ့ sequence တွေပေါ့နော်ဒါတွေကိုကျွန်တော် video တွေကို like စီမယ်နော် sequence တွေကိုစီစဉ်မယ်နောက်တစ်ခုက transition video တစ်ခုနဲ့တစ်ခုကြားခံနော်အဲ့ဒီကြားခံနေရာမှာထည့်တဲ့ effect ကို transition လို့ခေါ်တယ်နော်ဒါ fade in fade out လုပ်တာလို့ပါဒါပေမဲ့အရန်တောင်းရင်လည်းကြည့်လို့မကောင်းဘူးဖြစ်တဲ့ဒါတော်ရုံတရုံမထည့်နောက်ပြီးတော့နောက်တစ်ခုကကျတော့ background music video ကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာနည်းနည်းစိတ်ဝင်စားမှုရှိအောင်နောက်ခံတီးလုံးတွေထည့်ပေးတာပိုကောင်းတယ်နော် video နဲ့ live ဖတ်မဲ့တီးလုံးတွေရှာဖို့ထည့်တဲ့အခါမှာဆိုတော့ကျွန်တော်တို့အခုစကားတန်နဲ့နော်စကားတန်ကိုဖုံးသွားပြီးတော့နော်တချင်းတန်အရန်များနေလို့လည်းမရဘူးတော့စကားတန်တက်ပို့ပြီးတော့ကြော်လို့မရဘူးနော်နောက်ခံတချင်းတန်လို့ရှိနည်းနည်း short ချပြတာဗီဒီယိုနောက်ခံတချင်းရွေးတဲ့အခါမှာ copyright မမိဖို့အရေးကြီးတယ်နော်ကိုကဘယ် platform မှာတင်ချင်တာ YouTube မှာတင်မယ်ဆို YouTube နဲ့ YouTube မှာ copyright မမိစေနဲ့အတန်လေးတွေကိုရွေးချယ်တယ်ဒါမှမဟုတ် TikTok မှာတင်မယ်ဆို TikTok နဲ့ copyright မညှိစေတဲ့အတန်တွေကိုရွေးချယ်တယ်ဒါကျွန်တော်တို့ဒါစရတဲ့ဗီဒီယိုမှာအဲ့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေမဟုတ်နှိတန်းတွေနော်နောက်ဆုံးဗီဒီယိုအပိတ်မှာဆိုတာနှုတ်ဆက်စာတွေပါညာပေါ့နော်အဲ့လိုစာလေးတွေထည့်ပေးမယ်နောက်ဆုံးဆင်းရတော့ဒီဗီဒီယိုကိုအလားအချောတက်တဲ့အပိုင်းကိုကျွန်တော်အလင်းမောင်တွေချိန်မယ်အယောင်တွေကာလာတွေကိုချိန်မယ်ကိုလိုက်ရင်လာတယ်လို့ပေါ့နော်လပလေးပြောင်းချိန်နိုင်မယ်ဒါက color correction color grading လုပ်တယ်လို့ခေါ်တယ်ပြီးသွားပြီဆိုတော့ကျွန်တော်နောက်ဆုံးက export ထုတ်နော် export ထုတ်တဲ့အခါမှာဆိုကျွန်တော် Facebook မှာတင်ပါလား YouTube မှာတင်ပါလား Instagram မှာတင်ပါအဲ့လိုတင်တဲ့ကိုတင်မဲ့ platform ပေါ်မှာတည်ပြီးတော့ resolution တွေကိုရွေးချယ်မယ်920လား1080p လားစသဖြင့်ပြီးတော့ MP4 format လားနော်ဒါကတော့ကျွန်တော်ပုံမှန်ဆိုတော့ MP4 format ကိုပဲရွေးချယ်ကြတယ်နော်ဒါကတော့ edit လုပ်တဲ့ပိုင်းအဲ့တော့ကျွန်တော်တို့ဒါဗီဒီယိုရိုက်မယ်ဆိုတာဒီအပိုင်း၃ပိုင်းနဲ့တွားတယ်ခုနကကျွန်တော်ပြောပထမအပိုင်းပြင်ဆင်တာ pre production ဒုတိယအပိုင်းကဂျိုက်ကူးတဲ့အပိုင်း production ဂျိုက်ကူးပြီးတော့နောက်ဆုံးလုပ်တာကတီးဖြတ်တဲ့အပိုင်း post production editing ဒါဆိုတော့ပြီးသွားဒီအပိုင်း၃ပိုင်းနဲ့ပဲဗီဒီယိုတစ်ခုဖန်တီးပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်အကြံပြုချင်တာကတော့ကျွန်တော်အခုလိုမျိုးပထမဦးဆုံးအစပြိုးစလုပ်တဲ့အခါမှာပထမဦးဆုံးဗီဒီယိုရိုက်ကူးတဲ့အခါပြီးပြည့်စုံဖို့မလိုပါဘူးအဓိကကျွန်တော်လွယ်လွယ်ကူကူနဲ့စတင်ဖို့လိုအပ်တယ်နောက်ပြီးကျွန်တော်တို့ကလေ့လာဖို့လိုအပ်တယ် YouTube မှာကျွန်တော်တို့ video shooting tip for beginner ဒါမှမဟုတ် smartphone videography ဒါမှမဟုတ်ကျွန်တော်တို့ basic video editing စတဲ့ဒီ keyword တွေနဲ့ရှာပြီးတော့ video တွေကြည့်မယ်နောက်ပြီးလက်တွေ့လှုပ်ဆောင်နောက်ပြီးကျွန်တော်တို့လေ့ကျင့်မယ်ဘယ်ရမှာဆိုကျွန်တော်တို့ကလေ့ကျင့်မှုနဲ့အခုတက်လာမှာဖြစ်တယ်ဒါကြောင့်မို့မကြာခဏ video တွေရိုက်မယ်မကြာခဏတီးဖြတ်ပေးမယ်ဆိုကျွန်တော်တို့ကကျွမ်းကျင်လို့ဖြစ်လာမယ်ဒီလိုမျိုးအခြေခံအဆင့်စစ်နေနားလည်ပြီးဆိုတော့ကျွန်တော် video စတင်ရိုက်ကူးနိုင်ပါတယ်